မြမ12လရာသီပွဲတော်များတကူးလတကြံပွဲမြမနှစ်သက်ကူအချိန်ခါဖြစ်ပြီးနှစ်ဟောင်းကအညစ်အကြေးတွေကိုအေးမြတဲ့ရေနဲ့စေးကြောတန်းစင်ကနောက်နှစ်သက်မှာစိတ်သက်ကိုတက်နဲ့အေးချမ်းစွာဖြတ်တန်းနိုင်ဖို့ရည်ရွယ်ခြင်းပါတာဖြစ်ပါတယ်။တဆုံလညောင်ရည်သွန်းပွဲဗုဒ္ဓမြတ်စွာဘုရားရဲ့ဖွားပွင့်ဆန်ဆိုတဲ့ထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်ပေါ်ခဲ့တဲ့လပြည့်နေ့မှာဘုရားရှင်ကိုရည်မှန်းပြီးဘောဓိညောင်ပင်တွေကိုရေလောင်းပူဇော်တဲ့ဘာသာရေးအရအလွန်မြတ်တဲ့ပွဲတော်ဖြစ်ပါတယ်။မယုံလစာပြန်ပွဲဗုဒ္ဓဘာသာရဲ့အခြေခံဖြစ်တဲ့ပရိယတ္တိစာပေတွေကိုရေရှည်တည်တံ့စေဖို့တန်ဃာတော်တွေစာမေးပွဲဖြေဆိုကြတဲ့လဖြစ်ပြီးပညာရေးကိုအလေးထားတဲ့ရိုးရာဓလေ့ကိုဖော်ပြနေပါတယ်။ဝါဆိုလဝါဆိုပွဲတန်ဃာတော်တွေဝါရင်း3လပတ်လုံးကျောင်းတိုက်အတွင်းဝါကတ်တော်မူကြတဲ့အချိန်ဖြစ်ပြီးဗုဒ္ဓဘာသာဝင်တွေကဝါဆိုသင်္ကန်းနဲ့လူပွဲပစ္စည်းတွေစက်ကပ်ကာကုသိုလ်ယူကြတဲ့အခါသမယဖြစ်ပါတယ်။ဝါခေါင်ကစာရေးတမဲပွဲလူပွဲပစ္စည်းတွေကိုတန်ဃာတော်တွေစီလှူဒန်းရာမှာမဲနိုင်ပြီးလှူဒန်းတဲ့စနစ်ဖြစ်လို့အလှူရှင်နဲ့အလှူခံကြားမျှတမှုရှိစေတဲ့ရှေးဟောင်းကုသိုလ်ပြုဓလေ့တစ်ခုဖြစ်ပါတယ်။တော်တလင်းလလေပြိုင်ပွဲမြစ်ရည်တွေတည်ငြိမ်နေတဲ့အချိန်မှာရှေးမြန်မာမင်းတို့ရဲ့ရေချောင်းစွမ်းရည်နဲ့စုပေါင်းဆောင်ရွက်မှုကိုပြသတဲ့ပွဲတော်ဖြစ်ပြီးလက်ညီဖေးလော်ပြိုင်ကြတဲ့ရိုးရာအားကစားပွဲတော်တစ်ခုဖြစ်ပါတယ်။ရင်းကျုလမိထွန်းပွဲမြတ်စွာဘုရားလူပြည်ကိုပြန်လည်ဆင်းသက်လာတာကိုကြိုးစိုးပူဇော်တဲ့အထိမ်းအမှတ်ဖြစ်ပါတယ်။အလင်းရောင်နဲ့ပူဇော်ယုံတင်မကပဲလူကြီးသူမတွေကိုကနော့ကကျေးဇူးတည်တတ်မှုကိုပြသတဲ့ချစ်စရာကောင်းတဲ့ပွဲတော်ဖြစ်ပါတယ်။ဆောင်မုံကကထိန်ပွဲတန်ဃာတော်တွေကိုကထိန်သင်္ကန်းစက်ကပ်လူဒန်းတဲ့ပွဲဖြစ်ပြီးပရိသတ်ပင်တွေမှာလူပွဲပစ္စည်းတွေချိတ်ဆွဲကစုပေါင်းလူဒန်းကြတဲ့စီလုံးညီညွတ်မှုကိုဖော်ပြတဲ့အလှူပွဲဖြစ်ပါတယ်။နတော်လစာဆိုတော်ပွဲမြမစာပေအမှုပညာရှင်တွေကိုဂုဏ်ပြုတဲ့လက်ဖြစ်ပါတယ်။ရှေးအခါကနန်းတွင်းမှာစာဆိုတော်တွေကိုစုလက်တွေပေးအပ်ချီးမြှင့်တဲ့ရိုးရာကနေအခြေခံလာတဲ့ပညာဂုဏ်ပြုပွဲဖြစ်ပါတယ်။ပြာသူလမြင်းကင်းတပင်ရှေးမြမတက်မတော်ရဲ့စည်ရေးစွမ်းရည်နဲ့သူရတတိကိုပြသတဲ့ပွဲတော်ဖြစ်ပါတယ်။မြင်းတီတော်တွေရဲ့ကျွမ်းကျင်မှုနဲ့ရဲစွမ်းတတိတွေကိုထုတ်ဖော်ပြသတဲ့ခံညားထဲဝါတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ဘူရဲလာထမနေပွဲကောက်ဦးပေါ်ချိန်မှာကျေးလက်တလေအတိုင်းစုပေါင်းညီညာစွာထမနေထိုးပြီးဖျားမှာကတ်လူချင်းဝင်းငါစားတောက်ခြင်းတို့ပြုလုပ်တဲ့စီလုံးမှုနဲ့ဒိတ်သိမ်းပွဲပျော်ရွှင်မှုကိုဖော်ပြတဲ့ပွဲတော်ဖြစ်ပါတယ်။ဘောင်းကတဲပုံစေတီပွဲຫນွေဦးအစမြေကမ်းနားတွေမှာတဲတွေကိုစေတီပုံတရံတီထားပူဇော်ကြတဲ့အေဂျင့်နဲ့ပွဲတော်ဖြစ်ပါတယ်။တဘာဝတရားနဲ့ကုသိုလ်တရားကိုပေါင်းစပ်ထားတဲ့မြမရိုးရာနောက်ဆုံးလရဲ့ပွဲတော်ဖြစ်ပါတယ်။